viewer များများရချင်တဲ့သူတွေဒီ video လေးကိုစောအောင်ကြည့်သွားပါရှင်နော် viewer များများရချင်တဲ့သူတွေ TikTok ပေါ်မှာပဲဖြစ်စေ page ပေါ်မှာပဲဖြစ်စေတင်လိုက်တဲ့ video တိုင်း viewer များများရချင်တဲ့เนาะ viewer 1k 10k ရချင်တဲ့သူတွေအရင်ဦးစွာเนาะအသေးလေးကိုခောက်သွားမယ် comment မှာမေးကိုအသေးလေးပို့သွားပေးမယ်ရှင်เนาะပြီးရင်ဒီ video လေးကို save လုပ်ထားပါရှင်เนาะဘာကြောင့်လဲဆိုတော့ပြန်ကြည့်လို့ရအောင်ဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းတွေကို share သွားလို့လည်းရတယ်ခါမေတို့စတော့မယ်เนาะအရင်ဦးစွာမေတို့ကိုတင်လိုက်တဲ့ video တွေတိုင်း viewer များများရချင်တယ်ဆိုရင်ခုနမေပြောတဲ့အသေးခောက်တယ် comment ရေးတယ် save လုပ်တယ် share လုပ်တယ်ဆိုတာကအဲ့ဒီတဲကနီလန်တနီးကလည်းမေတို့ရဲ့ video တွေကိုအမြင်ပိုင်းဖြန့်စေတယ်နံပါတ်1နေရာမှာကြတော့မေတို့ကိုယ့်ရဲ့ video viewer များများရချင်တယ်ဆိုရင်မေတို့ရဲ့ video ကကြည့်သူတွေအတွက်အကျိုးရှိရမယ်ပြဿနာဖြေရှင်းပေးနိုင်ရမယ်ကြည့်သူတွေအတွက်ကိုယ့်ရဲ့ video ကကိုဘာလာပေးတာလဲဆိုတာကိုယ်တိုင်ပြန်ပြီးတော့ဖြေပေးနိုင်ရမယ်အခုဒီ video လေးကိုစဉ်းစားကြည့်လိုက်မေက follower များများရချင်တဲ့သူတွေအတွက်ကိုပြဿနာလာပြီးတော့ဖြေရှင်းပေးတယ်သူတို့အတွက်နီးလန်းတွေလာပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီ video လေးကိုမိတ်ဆွေတို့ကစောအောင်ကြည့်တယ်ပြီးတော့မိတ်ဆွေအတွက်အကျိုးရှိတဲ့အတွက်ကြောင့်မိတ်ဆွေကsave လုပ်ရင်လုပ်မယ်အသေးပေးရင်ပေးမယ်ဒါကြောင့်မေတို့နံပါတ်1နေရာမှာ viewer တိုးချင်နေဆိုရင်မေတို့တချင်းတွေလာဆိုတယ်ကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့ချစ်သူတွေနဲ့လာပြီးတော့တရုပ်ဆောင်တယ်လာပြောတယ်အဲ့ဒီဗီဒီယိုတွေကကြည့်သူတွေအတွက်ဘာတစ်ခုမှမပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကြည့်သူတွေကလည်းမိတ်ဆွေရဲ့ဗီဒီယိုကိုသူတို့စိတ်မဝင်စားဘူးသူတို့စိတ်မဝင်စားတော့သူတို့ဆုံးအောင်မကြည့်ဘူးဆုံးအောင်မကြည့်တော့ TikTok AI ကလည်းဒီဗီဒီယိုကအကျိုးမရှိဘူးအမိုက်ဗီဒီယိုဆိုပြီးတော့ TikTok AI ကလူတွေကိုသူတို့တွားပြီးတော့မဖြန့်ပေးတော့ဘူးเนาะဒါကြောင့်ဒီနေရာမှာမေတို့ဒီ TikTok ဗီဒီယိုတင်တဲ့အချိန်မှာ viewer များများရချင်နေဆိုရင်နံပါတ်1เนาะခုနမေပြောတဲ့မေတို့သူများဗီဒီယိုကိုကြည့်တဲ့အချိန်မှာအသေးခောက်တာတို့comment ရေးတာတို့ save share လုပ်တာတို့မေတို့လှုပ်ဆောင်ပေးပါဘာအတွက်လဲဆိုတော့မေတို့ကသူများရဲ့အသေးသွားပေးတယ် comment ရေးတဲ့အချိန်မှာသူများကိုသွားပြီးတော့အဖက်လုပ်တာကိုကတခြားသူကိုအဖက်အရင်သွားလုပ်တဲ့အတွက်ကြောင့်ကိုအလက်ကိုဗီဒီယိုပြန်တင်တဲ့အချိန်မှာအဲ့ဒီလူကလည်းမိတ်ဆွေကိုပြန်ပြီးတော့မြင်စေတယ်เนาะ TikTok ကလည်းကိုရဲ့အကောက်ကိုအမြင်ပိုင်းဖြန့်စေတယ်နံပါတ်1နေရာကျတော့ကိုရဲ့ဗီဒီယိုကြည့်သူတွေအတွက်အကျိုးရှိစေတယ်ကြည့်သူတွေအတွက်သူတို့ပြဿနာဖြေရှင်းပေးနိုင်တယ်ဆိုရင်သူတို့စိုးအောင်ကြည့်မယ်နော်နံပါတ်3နေရာမှာကျတော့ဘာလဲဆိုတော့ဆက်တိုက်ပုံမှန်လှုပ်ဆောင်ပေးရမယ် TikTok ကမေတယောက်တည်းဖြစ်တာမဟုတ်ဘူးလူတိုင်း TikTok အသုံးပြုတဲ့ user တိုင်းမေတို့စလုပ်တဲ့အချိန်မှာဆက်တိုက်ပုံမှန်ဗီဒီယိုတင်သွားပေးပါဆက်တိုက်မတင်တဲ့သူလုံးဝ viewer များများမရတဲ့သူဒါကြောင့် viewer များများရချင်နေဆိုရင် set type ပုံမှန်တင်သွားပေးပါเนาะအကယ်၍ဒီ TikTok အပိုင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်ပြီးတော့လေးလာချင်တဲ့တင်ယူချင်နေဆိုရင်မေရဲ့ account เนาะ follower နှိပ်သွားပါမေရဲ့ account ထဲမှာဗီဒီယိုတွေအများကြီးတင်ပြထားတဲ့ဗီဒီယိုတွေเนาะနီးလန်းတွေပညာတွေအများကြီးမျှဝေထားတာရှိပါတယ်ဒါကြောင့်စိတ်ဝင်စားတဲ့သူတွေမေရဲ့